Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဂျာဇန်ဟင်းကပူပူလေးချက်စားဖြစ်လို့ချက်နေလေးကိုပြန်လည်ညှဝေပေးလိုက်ပါတယ်ပထမဆုံးကြက်သားကိုအရင်ပြုတ်ထားပေးလိုက်ပါမယ်ကြက်သားကိုတော့ဖြိုးပါကြက်ပေါင်နှစ်ဖက်နဲ့ကြက်ရုံအုပ်တစ်ဖက်ကိုတုံထားပါတယ်ကြက်သားပြုတ်တဲ့ထဲမှာဖြိုးပါဂျင်းနှဲငယ်နဲ့ကြက်သွဖြူနှဲငယ်ကိုထောင်းထားတာလေးကိုထည့်လိုက်တယ်ရောင်တွက်နဲ့ရတာတွက်ကတော့စနေမုံနှဲငယ်အသားမုံနှဲငယ်နဲ့ငံပြားရည်လေးတစွန်းစာလောက်ကိုထည့်ပြီးတော့တမတွက်အောင်နှဲထားပေးလိုက်ပါတယ်ရှင်ရတာလေးတွေစိတ်ဝင်သွားအောင်ပေါ့နော်နှဲထားပေးလိုက်ပါတယ်ဖြိုးချက်သားပြုတ်ထားရင်းနဲ့ဒီပန်း6တွေမူ6တွေကိုလည်းရေနဲ့စစ်သေးစိတ်ထားပေးလိုက်ပါမယ်နော်ဒီတစ်ခေါက်ချက်တာကြတော့ဖြိုးပါဒီအသားများလေးနဲ့ပေါ့နော်အဖက်ခက်များလေးနဲ့ချက်စားဖြစ်ပါတယ်ဒီနေထားဆိုလို့ရှိရင်နောက်ထပ်ရေကိုပို့ထည့်ပြီးတော့ချက်လို့ရတယ်ပေါ့နော်ဖြိုးကတော့အသားများလေးနဲ့ပြပြနှစ်လေးပဲချက်စားဖြစ်ပါတယ်ရှင်ဂျာဇန်6ကိုလည်းဖြိုးလို့စစ်သေးရေစိတ်ပေးထားလိုက်မယ်ပေါ့နော်ဒါကတော့အနှစ်ဖြစ်ထောင်းရံအတွက်ပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဇက်ပလင်ပါမယ်ပြီးတော့ချက်သွန်ဖြူနဲ့ချက်သွန်နေပေါ့နော်ဒီနေရာမှာကိုကဇက်ပလင်ကိုမကြိုက်ဘူးဆိုလို့ရှိရင်ဇက်ပလင်အစားဂျင်းကိုထည့်သုံးနိုင်ပါတယ်ရှင်ဇက်ပလင်ညက်သွားပြီဆိုမှဒီချက်သွန်ဖြူနဲ့ချက်သွန်တွေကိုထည့်ပြီးတော့အားလုံးကိုညက်သွားအောင်ပေါ့နော်ပြန်ပြီးတော့ထောင်းထားပေးလိုက်ပါတယ်ရှင်ထောင်းသွားလိုက်တာညက်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုခတ်ထုတ်ပေးထားလိုက်မယ်ပေါ့နော်ချက်သားလည်းနူးနေပြီဆိုလို့ရှိရင်တော့ဆယ်ထုတ်မယ်ပြီးရင်တော့ခဏလောက်အေးခံပြီးလို့ရှိရင်အသားလေးတွေခြွေထားပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့ဖြို့တို့ဒီရေစိမ်ထားတဲ့ပန်း6တွေမှု6တွေကိုလည်းအခုလိုမျိုးလေးအနေတော်နေထားလေးတွေပေါ့နော်တကိုက်စာလေးတွေညှက်ထားပေးလိုက်ပါတယ်ရှင်ပြီးရင်တော့သူ့ကိုရေ2ထပ်3ထပ်လောက်ကြောင်သွားတဲ့အထိပေါ့နော်ရေကြည်လေးရလာတဲ့အထိစီထားပေးလိုက်ပါမယ်ဂျာဇန်ကိုလည်းစားလိုက်တဲ့ချိန်မှာမလျှော့ရအောင်ခုလိုမျိုးလေးကက်ကြီးလေးနဲ့ညှက်ထားပေးလိုက်ပါတယ်ပြီးတော့စပြီးတော့ချက်ပေးရန်အတွက်ဦးထဲကိုစီထည့်မယ်စီလေးပူလာပြီဆိုလို့ရှိရင်တော့စနစ်မုတ်လေးနဲ့ငယ်ကိုထည့်ပေးလိုက်မယ်ပြရတဲ့ဖြိုးကဒီထောင်းထားတဲ့ချက်သွန်ဖြူချက်သွန်နေနဲ့ဇက်ပလင်တို့ကိုထည့်ပေးလိုက်တယ်ပြီးတော့စိတ်ကြီးတွေစိတ်ထားတဲ့ချက်သွန်နေ3လေးလုံးစာကိုပါထည့်ပြီးတော့အနက်လေးမွေးလာတဲ့အထိစီသက်ပေးလိုက်ပါတယ်ကဲစီသက်လေးကနည်းနည်းလေးအနက်လေးမွေးလာပြီဆိုလို့ရှိရင်တော့သူ့ရဲ့ဖြိုးတို့ဒီငှုတ်ဒီအစိမ်းမှုန့်ပေါ့နော်အယောင်တိမ်မှုန့်ကိုထမင်းစားဆုံးနဲ့တစွန်းစာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့အနက်လေးမွေးလာအောင်ခဏလောက်ပြန်ပြီးတော့စီသက်ပေးထားလိုက်ပါတယ်ရှင်ကဲစီသက်လေးကလည်းအနက်လေးမွေးပြီးတော့ငှုတ်ဒီစိမ့်နဲ့လေးလည်းပျောက်သွားပြီဆိုလို့ရှိရင်တော့ပြုတ်ပြီးတော့အယိုးနှွင်ထားတဲ့ဒီကြက်သားကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့တမထွားအောင်ပြန်ပြီးတော့မှွေထားပေးလိုက်ပါမယ်ရှင်ဒီကြာသာချက်တဲ့ချိန်မှာဖြိုးကကြက်သားကိုစီလေးပြန်လာအောင်ပေါ့နော်ခဏလောက်ကြော်ထားပေးလိုက်ပါတယ်ပြီးမှရေထည့်တယ်ပေါ့နော်ဒီလိုမျိုးလေးချက်ပေးရချင်းကချက်သားရဲ့အသားမှလည်းရသားလေးပိုးဝင်ပြီးတော့ပိုးပြီးတဲ့စားလို့ကောင်းစေပါတယ်ဖြိုးကဒီမှာရသားတစ်ခါတည်းဆက်ထားပေးလိုက်ပါတယ်ရသားတွေကတော့စားနှင်းငယ်ပြီးတော့အသားမုံနှင်းငယ်နဲ့ငံပြားရည်တို့ကိုထည့်ပေးလိုက်ပါတယ်ရှင်ဒီနေရာမှာအပေါ့ငံကိုတော့ပြိုးကိုစိတ်ကြိုက်ပေါ့နော်ချိန်ဆပြီးတော့ထည့်ပေးနိုင်ပါတယ်ကပြီးရင်တော့အားလုံးကိုတမသွားအောင်ပေါ့နော်ပြန်ပြီးတော့မှွေထားပေးလိုက်ပါမယ်ရှင်ဖြိုးကဒီချက်သားရဲ့သားလေးတင်းလာပြီးတော့စီလေးပြန်လာတဲ့အထိကြော်သွားပေးလိုက်ပါတယ်ရှင်ကဲဖြိုးတို့ကြော်သွားပေးလိုက်တာအခုလိုမျိုးလေးစီလေးပြန်ပြီးတော့အနက်လေးမွေးလာပြီဆိုမှဒီပြုတ်ထားပြီးသားချက်သားပြုတ်ရည်ကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့နောက်ထပ်ရည်ကိုကိုလိုအပ်တဲ့လောက်ထည့်ပြီးတော့ထည့်ပြီးလို့ရှိရင်တော့ရေစေးတန့်စင်ထားတဲ့ဒီပန်း6တွေမှု6တွေကိုပါထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့ခဏလောက်ပပဆူလာတဲ့အထိချက်သွားပေးလိုက်ပါမယ်ဖြိုးတို့ချက်သွားပေးလိုက်တာပပဆူလာပြီဆိုလို့ရှိရင်တော့သူ့ရဲ့ငုံဥကိုဖြိုးတို့ကိုလိုအပ်တဲ့လောက်ထည့်ပေးလိုက်ပါမယ်ရှင်ငုံဥပြုတ်လေးပေါ့နော်ပြီးရင်တော့တမတွားအောင်ပြန်ပြီးတော့မှွေထားပေးလိုက်မယ်တမတွားပြီးဆိုတာနဲ့အဖုံးလေးအုပ်ပြီးတော့နောက်ထပ်ခဏလောက်ပေါ့နော်၄-၅မိနစ်လောက်ဆက်ပြီးတော့ချက်သွားပေးလိုက်ပါတယ်ကဲအခုလိုမျိုးလေးနဲ့လေးမှွေပြီးတော့ပပပြန်ပြီးတော့ဆူလာပြီဆိုလို့ရှိရင်တော့ကြာဆန်ကိုထည့်ပေးလိုက်ပါမယ်ကြာစာကိုထပ်ပြီးလို့ရှိရင်တော့တမတွားအောင်ပြန်ပြီးတော့မှွေထားပေးလိုက်ပါမယ်ရှင်ပြီးရတဲ့ဖြိုးကနောက်တစ်ခေါက်ဆက်ပြီးတော့အဖုံးလေးအုပ်ပြီးတော့ဆူလာတဲ့အထိပေါ့နော်ခဏလောက်ပြန်ပြီးချက်ထားပေးလိုက်ပါတယ်ကဲဒီတစ်ခေါက်လည်းပပဆူလာပြီဆိုလို့ရှိရင်တော့သူ့တွေကိုငှုတ်ကောင်းမှုတ်ကိုခက်မများလေးအုပ်ပေးလိုက်ပါတယ်ဒီကြာစာချက်လေးကငှုတ်ကောင်းမှုများလေးမှာပို့ပြီးတော့အနက်လေးမှွေပြီးပို့ပြီးစားကောင်းနေပေါ့နော်ပြီးရင်တော့တမတွားအောင်ပြန်ပြီးတော့မှွေထားပေးလိုက်တယ်တမတွားပြီဆိုလို့ရှိရင်တော့ဖြူတို့ရတာပေါ့ငံကိုတစ်ခါတည်းမြည်ပေးလိုက်ပါမယ်နော်ဒီနေရာမှာပေါ့ငံကိုကိုစိတ်ကြိုက်ပြင်ဆင်ပေးနိုင်ပါတယ်ရှင်ကဲရတာလည်းလုံးဝအဆင်ပြေပြီဆိုလို့ရှိရင်တော့ရပါပြီရှင်ဖြူတို့ရဲ့ကြာစာဟင်းကပူပူလေးရတော့ချက်ပါပြီချက်ပြီဆိုလို့ရှိရင်တော့စားမမကဲထဲကိုထည့်မယ်ဖြူကတော့သူ့တွေကိုငှုတ်တိချက်မှုတ်လေးရဲ့နန်းနန်းပင်လေးရဲ့ပြီးတော့တံမြာသေးလေးညှစ်ပြီးတော့တွဲစားဖြစ်ပါတယ်အရင်လဲစားလို့ကောင်းတယ်ပေါ့နော်